ဘင်ချူရတဲ့ခါပြန်နေဖို့ဘယ်လိုကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝိဖေရဲ့မြတ်ကျေးဇူးတွေဝိမေရဲ့မြတ်ကျေးဇူးတွေစလုံးမကုန်စပင်ချူရတဲ့ခါပြန်နေဖို့ဘယ်လိုကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝိဖေရဲ့မြတ်ကျေးဇူးတွေဝိမေရဲ့မြတ်ကျေးဇူးတွေစ